Whoa, babe chong ati kan haya ne. Lo di poison liga no One Friday Fights 91ကဒါဒုတိယကောင်ပွဲပွဲစဉ်တစ်ပွဲဖြစ်ပါလေ။ဒါဆိုရက်ကတော့ပြန်တောင်းကပေါ့နော်။ဒါသူကတော့အရက်9ပေနဲ့6လက်မရှိတဲ့အသက်ကတော့20နှစ်9နှစ်။ One Championship မှာကတော့ဒါပွဲစဉ်ပေါင်း9ပွဲအထိဒါရှင်ပြန်ထိုးတက်ထားပြီးတော့မှ9ပွဲနိုင်4ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်။အဲ့တော့တစ်ဖက်ကဒီအနီတောင်းကနေဘောင်းပြီးအမဲနဲ့အဝါဆက်ကြဝစ်စင်ထားတဲ့ fighter ကတော့ဒါထိုင်းကပါ။ဒါသူ့နာမည်ကတော့ဖတ်ဝစ်ချစ်လို့ခေါ်တယ်ပေါ့နော်။အရက်ကတော့9ပေနဲ့10လက်မရှိတယ်။အသက်ကတော့20နဲ့3နှစ်ပါ။ One Championship မှာကတော့ပွဲစဉ်ပေါင်းကျွန်တော်9ပွဲအထိထိုးတက်ထားပြီးတော့မှ3ပွဲနိုင်4ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်။ဟိုကောင်းနေပြန်ဒီဟက်ကစ်ကန်သွားတာ။နည်းနည်းလေးဒီ fake ပြီးတော့မှကျွန်တော်ကန်သွားခဲ့တာပေါ့နော်။ဘယ်ဖြောက်နှစ်ချက်ဝင်ထားတယ်ဆိုတော့အနေနဲ့ကောင်းနေပြန်။ဟိုဒီကစ်ကန်ထားတယ်။ဆိုတော့ကကြည့်ရနည်းနည်းလေးတည်ငြိမ်သွားတယ်လို့ခံစားရတယ်ဗျ။ဒါလည်းကျွန်တော်ပြိုင်ဖက်ပေါ်မူတည်ပြီးတော့မှသူ့အနေနဲ့ဒီ balance ချိန်ပြီးတော့မှကစားတာဖြစ်နိုင်တယ်ဗျ1 2ပဲဖြောင်းလေးဝင်ထားတယ်ဆိုတော့အနေနဲ့ rank ကန်ထားတယ်ဗျဒါပြီး look ကန်ထားတယ်အလုံးထင်တဲ့အရက်မောင်းမှာ time fighter တော်တော်လေးတာနေတာမျိုးတွေ့ရတယ်နော်ဆိုတော့ look ကန်ထားတယ်body shot ဝင်ထားတယ်ဗျကောင်းတယ်ကြည့်ရတဲ့အနေထားကဆိုတော့အနေနဲ့ဒီချက်ကောင်းကိုရွယ်နေတဲ့အနေထားမျိုးတွေ့ရတယ်ဒီ1 2တွေ့ရဲ့ဘယ်ဖြောင်းကတော့ဒါအဓိကပွဲသိမ်းလက်နက်ဖြစ်တယ်ပေါ့နော်ဒါတော်တော်လေးလည်းမြန်တာမျိုးတွေဒါကျွန်တော်ရှိပွဲစဉ်မှာလည်းဒါကြုံတွေ့ခဲ့ရဘူးတယ်။ Oh right hook အထိခံထားရတယ်ဗျဆိုတော့အနေနဲ့မတတိကြီးတယ်ဗျဆိုတော့အနေနဲ့တစ်ဖက်ကကောင်တာတွေရှောင်ပြသွားနိုင်ခဲ့တာမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်။ look ကန်ထားတယ်ဆိုတော့အနေနဲ့ Whoa ဘယ်ဖြောင်းအထိခံထားရတယ်ထပ်ပြီး pressure ပေးပြီဗျ body shot နိုင်ထားတယ်ကောင်းနေဗျဒီထိုးချက်တွေကတော်တော်လေးမြန်နေထပ်ပြီးကျွန်တော်တို့ right hook လက်ခုဟက်ကပါကန်သွားခဲ့တယ်ဗျတော်တော်လေးလာတယ်အဲ့တော့ထိုးချက်ကတော့အရင်ကအတိုင်းပဲဗျဒါလင်မြန်မှုရှိတယ် body shot နိုင်ထားတယ်ဗျဟို1 2စတိုက် right hook လက်ခုတွေကျွေးထားတယ်ဗျဆိုတော့အနေနဲ့look ကန်ထားတယ်โอ้ဖြောင်းလက်တီကျွန်တော် defend လုပ်ထားလို့ပြမဟုတ်တော့ time fighter အနေနဲ့မလွယ်ဘူးကဲပထမချီတော့ပြီးဆုံးသွားပြီပေါ့နော် round 2ဖြစ်ပါလေကဲ body kick ကန်ခံထားရတယ်ဗျဆိုတော့အနေနဲ့ထပ်ပြီးကန်ခံထားရတယ်โอ้ဘယ်ဖြောင်းပြန်ပြီး time fighter အနေနဲ့အထိခံထားရတယ်ဗျအဲ့တော့ဆွန်ရက်ကဒီကျွန်တော်ရှိကဒီကစားသွားခဲ့တဲ့နှစ်ပွဲနဲ့တွားပြီးနိုင်ရှင်ကြည့်လိုက်မယ်ဒီ body movement တွေဒီ footwork တွေဒီတိတ်မကစားတာမျိုးတတိထားမိတယ်ဗျဒီပွဲမှာhigh fighter အနေနဲ့ကျွန်တော် pressure ပေးဖို့ကြိုးစားနေတာဖြစ်တယ်ဟို right hook တွေအပြန်လန်ကျွေးထားတယ်ဗျအဲ့တော့ဆွန်ရက်ကတော့ပြောမယ်ဆိုရင်ဒီပွဲမှာဒီကစားပုံနည်းနည်းလေးဒီတည်ငြိမ်နေလို့ဒါခံစားရတယ်ပေါ့နော် movement တွေနည်းနည်းလေးနဲသွားတာမျိုးတတိထားမိတယ်ဒါထိုးချက်ကတော့အရင်တိုင်းပဲဗျဒါလင်မြန်မှုရှိတယ်ဝိုးကောင်းတယ်ဗျဒီဘက်က time fighter ရဲ့ right hook လည်းအထိခံထားရတယ်ဆွန်ရက်အနေနဲ့ဝိုးကောင်းတယ်ဗျဘယ်ဖြောင်းနှစ်ချက် time fighter အနီးက pressure ပေးပြီဗျ1 2တွေဝင်ထားတယ်ဆိုတော့အနေနဲ့โอ้ကောင်းတယ်ဘယ်ဖြောင်းโอ้ထပ်ပြီး right hook လက်ခု oh my god ဒီချက်ကတော့တော်တော်လေးကိုဒါပြောမယ်ဆိုရင်တော့လင်မြန်မှုရှိတယ်လို့ပြောလို့ရတယ်ဗျโอ้လက်ခု right hook တွေတော်တော်လေးမြန်တယ်
ကောင်းတယ်ဗျဒီ body kit နဲ့ဒီဘယ်ဖြောင်းကိုတွဲပြီးတော့မှဝင်တာပေါ့နော်တို့ပေမဲ့ body kit ပဲထိလိုက်ပါတယ်ထပ်ပြီးထိခံထားရတယ်ကျွန်တော်ဘယ်ဖြောင်းလက်သီးတွေTime Fighter ကျွန်တော်နှာခေါင်းသွေးတွေအောင်ထွက်နေပြီဗျTime Fighter ပြောမှခန္ဓာရှိတယ်လို့လည်းပြောလို့ရတယ်ဗျစက်တိုက်ကျွန်တော်ကနီးကက်ကိုပူးပြီးတော့မှဒါတရောင်တွေရိုက်လာပြီဗျ Time Fighter အနေနဲ့ဝေလုံးတွေကဒါထီအောင်မှုပိုင်းမှာတော်တော်လေးကိုမြန်တယ်ဗျဇွန်ရက်အနေနဲ့လိုကင်ကန်ထားတယ်ကောင်းတယ်ဗျထပ်ပြီးကျွန်တော်ချိန်မြင့်နဲ့ဘယ်ဖြောင်းနဲ့တွဲသွားတာမျိုးတွေဒါတွေ့မြင်နေရတယ်Oh my god ပါဇက်နဲ့နှာခေါင်းညီရဲနေရမယ် Time Fighter အနေနဲ့ကဲ round 3နောက်ဆုံးတစ်ချိန်ဖြစ်ပါတယ်ကောင်းတယ်ဗျာဒီအကွက်ကတော့ကျွန်တော်တို့ဒီရှိပွဲစဉ်မှာလည်းဒါတွေ့ခဲ့ရဘူးတယ်ပေါ့နော်သူတပြင်းဒီ body kit နဲ့ဘယ်ဖြောင်းတွေကကျွန်တော်တွဲပြီးတော့မှဝင်လာတယ်ဒါသူ့ရဲ့အဓိကပွဲသိမ်းတိုက်ကွက်ဖြစ်တယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ Time Fighter အနေနဲ့pressure ပေးနေပြီဗျာ Time Fighter နဲ့ကျွန်တော်ထိခံရတဲ့အချက်ရည်ရပြောမှဆိုတော့သူများတယ်လို့ပြောလို့ရတယ်ပေါ့နော်တို့ပေမဲ့လည်းဘာမှတော့မဖြစ်ဘူးဗျထပ်ပြီးကျွန်တော်ဘယ်လက်တီအထိခံထားရတယ် Time Fighter အနေနဲ့မြန်နေဗျကျွန်တော်ဒီထိုးချက်ထွက်တဲ့ထိုးချက်တိုင်းကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ကောင်းတယ်ကျွန်တော်ဟက်ကက်တုံးပေးလိုက်တယ်ကောင်းတယ်ဗျအဲ့တော့ဇွန်ရက်ကတော့ဒီပွဲစဉ်မှာကျွန်တော်နည်းနည်းလေးဒီ movement ဆိုတဲ့နေရာဒီ body movement နဲ့ဒီ footwork ကိုပြောတာပေါ့နော်ဒီတခြားဒီထိုးချက်တွေကန်ချက်တွေကတော့ကျွန်တော်အရင်တိုင်းပဲကောင်းတယ်မြန်တယ်စက်တိုက်ကျွန်တော်ဒီဘယ်ဖြောင်းတွေရလဲကျွန်တော်ထိတဲ့အချက်ကလည်းမနှဲတော့ဘူးဗျဘယ်ဖြောင်းရွယ်နေတယ်ဗျဇုံရက်အနေနဲ့ကောင်းနေဗျာဘယ်ဖြောင်းတော်လေးကိုမြန်နေဗျကျွန်တော် slow motion နဲ့ကြီးမှပဲဒါတွေ့ရတဲ့အနေထားရှိတယ်ပေါ့နော်ကောင်းတယ်ကျွန်တော်ထပ်ပြီးထိထားလိုက်ဗျ Time Fighter အနေနဲ့ခုချက်တွေကတော့မြန်တယ်ကျွန်တော် footwork နည်းနည်းလေးတုံးလာပြီဗျဇွန်ရက်အနေနဲ့ဘက်က Time Fighter လည်း footwork တွေကျွန်တော်လိုက်ကစားနေတာမျိုးတွေ့ရတယ်ကောင်းတယ် body kit အဲ့တော့ကျွန်တော်ပွဲစဉ်လေးကိုဒါကြည့်ရှုပြီးတော့တဲ့နောက်ပိုင်းမှာဆိုတော့ဒါဇွန်ရက်အနေနဲ့ဒီ၃ချီစလုံးမှာသူ့အနေနဲ့ဒါထိချက်လုံးဝအသာစီးပုံစံမျိုးနဲ့ဒါကစားပြသွားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအတိုင်းအဆုံးဖြတ်ခံယူတော့မှာဖြစ်ပါတယ်ကျွန်တော်ဘယ်သူကိုအနိုင်ပေးသွားမလဲပေါ့နော်ကျွန်တော်ဒါကြည့်လိုက်ရအောင်ပါ